အားလုံးပဲမင်္ဂလာပါခိုင်ဖို့လမ်းမကြိုဆိုပါရစေဒီနေ့မှာတော့ JLPTN4 မီနာနိုနီဟွန်ကိုစာအုပ်တဲ့ကအခန်း31ပေါ့နော်အခန်း31 grammar တွေကိုပြပြပေးမှာပဲဖြစ်ပါတယ်အဲဆိုရင်ကြည့်လိုက်ကြမယ်နော်အခန်း31မှာဆိုရင်နောက်ထပ် font တစ်ခုဖြစ်တဲ့ EcoK ပေါ့နော် EcoK ပုံစံကိုလေ့လာရမယ် EcoK ဆိုတာကဒိုရီ F5 မှာတော့ကMarshall ဆိုတဲ့ pattern နဲ့တူတယ်ပေါ့နော်ဂျာစို့ဂျာရအောင်ဆိုတဲ့ပုံစံနဲ့တူတယ်ဒီအခု F4 မှာကျတော့ EcoK ပုံစံဆိုပြီးဖြစ်သွားတယ်ပေါ့နော် EcoK font ပေါ့အဲ့တော့ EcoK ပြောင်းမယ်ဆိုလို့ရှိရင်လည်းသူကို group 3ခုနဲ့ခွဲပြီးတော့လေ့လာလို့ရတယ်အဲ့တော့ပထမဆုံး group 1ကကြတော့ E line ကို O line ပြောင်းပေးရမယ်နော် E line ကို O line ပြောင်းပြီးတော့သူ့ရဲ့နောက်မှာဥပေါင်းမယ်အဲ့တော့ E ကနေပြီးတော့ O ပြောင်းမယ်ပြီးလို့ရှိရင်သူ့ရဲ့နောက်မှာဥပေါင်းပေးရမယ်ပေါ့နော်ဥပမာ IE math ဆိုလို့ရှိရင် RO ဆိုဖြစ်သွားမယ် IE math ဆိုလို့ရှိရင် RO ပြီးရင် khaki mask ပဲထားပါတော့ khaki mask ဆိုလို့ရှိရင် khako khi ရနေပြီးတော့ ခိုပြောင်းပြီးတော့သူ့ရဲ့နောက်မှာဥပေါင်းပေးရမှာပေါ့နော် khi ဆိုရင်ခိုပြောင်းတယ်ပြီးတော့သူ့ရဲ့နောက်မှာဥပေါင်းမယ်ရှိဆိုလို့ရှိရင်စို့ပြောင်းမယ်သူရဲ့နောက်မှာဥပေါင်းမယ်ချီဆိုရင်လည်းတို့ပြောင်းမယ်เนาะချီဆိုရင်တို့ပြောင်းပြီးတော့သူရဲ့နောက်မှာဥပေါင်းပေးရမယ်အဲ့တော့ e line တွေအကုန်လုံးကို group 1က e line တွေအကုန်လုံးကို o line ကိုပြောင်းပေးရမယ်ပြီးတော့သူရဲ့နောက်မှာဥပေါင်းပေးရမယ်ဟာနာရှိမဆိုလို့ရှိရင်ရှိကိုရှိကို o line ပြောင်းမှာဆိုတော့ဆိုဖြစ်သွားမယ်เนาะဟာနာဆိုပြီးတော့သူ့နောက်ဥပေါင်းပြလိုက်တော့အတန်ရှည်ဆွဲလိုက်မယ်ဟာနာဆိုဆိုရင်စကားပြောကြစို့စကားပြောကြရအောင်တာချီမဆိုလို့ရှိရင်ချီဆိုတော့တို့ပြောင်းမယ်တတ်တို့ဥပေါင်းလိုက်တော့တတ်တို့ဟာလားမတထကြစို့ထားကြရအောင်အဲ့တော့ e line ကို u line ပြောင်းပြီး e line ကို o line ပြောင်းပြီးတော့သူရဲ့နောက်မှာဥပေါင်းပေးရမယ်ဒါက group 1 group 2ကကြတော့အမြဲတမ်း message ရှိမှာ a line နဲ့စုံတဲ့ဟာတွေပေါ့နော်ထားပဲ mass နေ mass ဆိုပြီးတော့အဲ့လို a line နဲ့စုံတယ်ဒါပေမဲ့ဒီ group 2ထဲမှာချင်းချက်စကားလုံး၈လုံးရှိရပါတော့အရှိကဗီဒီယိုကြည့်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အဲ့စကားလုံး၈လုံးကိုပြောထားရပါတော့ခါမီတို့ကိုဆိုတဲ့ဒီစကားလုံး၈လုံးရှိမယ်အဲ့စကားလုံး၈လုံးတွေ့လို့ရှိရင်လည်းmask ကိုဖြုတ်ပြီးတော့သူ့ရဲ့နောက်မှာကျတော့ raw ပေါင်းပေးရမယ်ထားပဲ mask ဆိုရင်ထားပဲရော့နေမဆိုရင်နေရော့အိမ်ကြစို့ဟလာထားပဲမဆိုရင်ထားပဲရော့အာဂဲမဆိုရင်အာဂဲရော့အဲ့တော့ message ရှိမှာ a line ပြီးရင်ချင်းချက်စကားလုံး၈လုံးအဲ့စလုံးนี้တွေ့တယ်ဆိုလို့ရှိရင် mask ကိုဖြုတ်ပြီးတော့သူရဲ့နောက်မှာရော့ပေါင်းပေးရမယ်ပြီးတော့ group 3ကကြတော့အမြဲတမ်း she mask ကိုတွေ့ရနဲ့ she ရောနော် she mask ကိုတွေ့ရနဲ့ she ရောဥပမာ bankyo she mask ဆိုရင် bankyo she ရောခီမတ်ဆိုလို့ရှိရင်ခိုရောဖြစ်သွားမယ် group 3ကတော့နှစ်ခုပဲရှိရဲ့အလို့ချက်ထားပေးရမယ်ရှီမတ်ဆိုရင်ရှီရောခီမတ်ဆိုရင်ခိုရောဖြစ်သွားမယ်နော်အဲ့မှာတခုမေးစရာရှိတာကဟာနာရှိမတ်ကလည်းရှိမတ်ပဲလေဘန်ကျိုရှိမတ်ကလည်းရှိမတ်ပဲလေဘာဖြစ်လို့ဒီအပေါ်ဟာနာရှိမတ်ကကြတော့ဟာနာဆိုလို့ပြောင်းပြီးတော့ဘန်ကျိုရှိမတ်ကကြတော့ဘန်ကျိုရှိရောဆိုပြီး group 3ထဲမှာထည့်ရလဲဆိုပြီးတော့မေးစရာရှိရပါတော့အဲ့တော့အဲ့နှစ်ခုရဲ့ကွာခြားချက်ကိုရှင်းပြရမယ်ဆိုရင်ရှိမတ်ကိုတွေ့တာနဲ့တွေ့တာရှိရောဆိုပြီးတော့ပြောင်းလို့မရဘူးပေါ့နော်အဲ့တော့ဒီဟာနာရှိမတ်က group 1ထဲမှာပါတယ်ဒီဘန်ကျိုရှိမတ်က group 3ထဲမှာပါတယ်ဒီဟာနာရှိမတ်ကဘာလို့ group 1ထဲမှာထည့်လိုက်လဲဆိုရင်ဟာနာရှိမတ်ရဲ့အဓိပ္ပာယ်ကစကားပြောသည်နော်အဲ့တော့ she must နဲ့ပေါင်းထားတဲ့ she must ပါတဲ့စာလုံးတွေတွေ့တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုး group 1လား group 3လားဘယ်လိုခွဲရမလဲဆိုရင်ဟာနာ she must ဆိုရင်ဒါဆိုရင်စကားပြောသည်အဲ့တော့ she must ကတက်သူရဲ့ရှေ့ရစလုံးကတက်ဘာသာပြန်ကြည့်နော်ဟာနာ she must ကစကားပြောသည်ခွဲပြီးဘာသာပြန်ကြည့် she must ကလုပ်သည်ဟာနာကပန်းပဲထားပါတော့เนาะအဲ့တော့အဓိပ္ပာယ်ခွဲပြီးဘာသာပြန်လိုက်တဲ့အခါမှာအဓိပ္ပာယ်ကပန်းလုပ်တယ်ဆိုပြီးတော့အဓိပ္ပာယ်မရှိတော့ဘူးသူရဲ့မူရင်းအဓိပ္ပာယ်မရဘူးမူရင်းအဓိပ္ပာယ်ကစကားပြောသည်အဲ့တော့ခွဲပြီးဘာသာပြန်ကြည့်လိုက်တာစကားပြောသည်မဟုတ်ဘဲနဲ့ပန်းလုပ်သည်ဆိုပြီးဖြစ်သွားတယ်
အဲ့လိုမျိုးခွဲပြီးဘာသာပြန်ကြည့်လိုက်လို့မူရင်းအဓိပ္ပာယ်မရဘူးဆိုလို့ရှိရင်သူ့ကို group 1နဲ့မှာထည့်ပြီးတော့ဘာသာခွဲပေးရတယ်ပေါ့နော် group 1နဲ့မှာထည့်မယ်အဲ့ဒါကြောင့်မလို့ hana shimas က group 1နဲ့မှာပါတာမလို့ရှိဆိုရင် so ဖြစ်ပြီးတော့ hana so ဆိုဖြစ်သွားမယ် bankyo shimas ကကြတော့ bankyo shimas စာလုပ်သည်စာလေးလာသည်အဲ့တော့ခွဲပြီးဘာသာပြန်ကြည့်လိုက်မယ် bankyo ဆိုတာ noun ပေါ့နော်စာလေးလာချင်းဆိုတဲ့ noun အနေနဲ့ဘာသာပြန်လို့ရတယ်ခွဲလို့ရတယ် shimas ကလုပ်သည်အဲ့တော့ခွဲပြီးဘာသာပြန်ကြည့်လိုက်လေဒီအဓိပ္ပာယ်ပဲအဓိပ္ပာယ်ကမပြောင်းပါဘူးစာလုပ်သည်ပဲပေါင်းပြီးဘာသာပြန်ကြည့်ရင်လည်းပဲစာလုပ်သည်ပဲအဲ့တော့ခွဲပြီးဘာသာပြန်ကြည့်လိုက်လို့အဓိပ္ပာယ်မူရင်းအဓိပ္ပာယ်အတိုင်းရတယ်ဆိုရင် group 3ထဲမှာထည့်မယ်ရှိရောဆိုပြီးတော့ထည့်မယ်တကယ်လို့ခွဲပြီးဘာသာပြန်ကြည့်လိုက်လို့မူရင်းအဓိပ္ပာယ်မရဘဲနဲ့အဓိပ္ပာယ်ကတက်စီဖြစ်နေမယ်ဆိုလို့ရှိရင် group 1ထဲမှာထည့်ပြီးတော့ hana so ဆိုပြီးတော့ပြောင်းမိရမယ်အဲ့ဆိုရင်ဒီ group 1နဲ့ group 3နဲ့ကွာခြားချက်လေးကိုသဘောပေါက်မယ်လို့ထင်တယ်ပေါ့နော်အစားဆုံးပြန်ပြောရမယ်ဆိုရင်ဒီ eco k ပုံစံပြောင်းခြင်း e line ကို o line ပြောင်းပြီးတော့ ဥပေါင်းပေးရမယ် group 2ကကြတော့ message မှာ a line နဲ့ဆုံးလို့ရှိရင် mask ကိုဖြုတ်ပြီးတော့ရောပေါင်းပေးရမယ်ပြီး group 3ကကြတော့ရှိမဆိုရင်ရှိရောခီမဆိုရင်ခိုရောဆိုပြီးဖြစ်သွားမယ်ဒါလေးကိုနားလည်မယ်လို့ထင်တယ်နော်အဲ့ဆိုဆက်ပြီးတော့ပြောကြည့်မယ်နော်ဆိုရင်難しいから先生に聞こうနမူနာလေးစကြည့်မယ်နော်難しいから先生に聞こうဒီစာကခတ်လို့先生に聞こうဆိုတော့တငယ်ချင်းကိုတငယ်ချင်းချင်းပြောနေရပါတော့ခတ်တာမို့လို့ဆရာကိုမေးကြစို့ခီမရှော့လာတာတကယ်ဆိုရင်N5 မှာသင်ခဲ့ရတယ်ခီမရှော့မေးကြစို့အဲ့ဒါကိုအခု N4 မှာကြတော့ပို့ပြီးတော့စကားပြောပုံစံဖြစ်ပြီးတော့ eco k ပုံစံနဲ့ပြောင်းလိုက်တာပေါ့နော် kiki mask ကလာတာမို့လို့ kiko ဆိုဖြစ်သွားမယ်難しいから先生に聞こうခက်လို့ဆရာစီကိုမေးကြစို့ဆိုလဲ スカレタから休もうခရီးသွားနေရပါတော့လမ်းလျှောက်နေနဲ့ပင်ပန်းလို့နားကြစို့နားကြရအောင်ဒါဆိုရင် スカレタから休もうပင်ပန်းတာမို့နားကြစို့一緒に歌おうまあのအတူတူတချင်းဆိုနေရအတူတူတချင်းဆိုကြစို့一緒に歌おうဆို歌いますကလာတာပါအဲ့ဒါကို e line ကို o line ပြောင်းပြီးတော့ဥပေါင်းမယ်歌おう一緒に歌おうအတူတူတချင်းဆိုကြစို့ဒါလဲ squashi mato ခဏဆောင်ကြစို့ squashi mato မှာနော်ယထာဆောင်နေရပေါ့squashi mato machimas ကလာတာဆောင်ဆိုင်ဒီအဲ့တော့ချီကိုပို့လိုက်ပြောင်းတော့တို့ဥပေါင်းလိုက်တော့မာတို့ဆိုဖြစ်သွားမယ် squashi မာတို့ခဏဆောင်ကြစို့မဆဲအတူတူနေကြစို့เนาะ propose လုပ်တယ်ပေါ့一緒にいよ一緒にいよအတူတူနေကြစို့ imas ကလာတာเนาะအဲ့တော့ဒါကချင်းချက်စကားလုံးခမီတို့ကိုယ်ထဲမှာပါတယ် imas ကအဲ့ဒါကြောင့်မလို့ mask ကိုဖြုတ်ပြီးရောပေါင်းပေးရတယ်အဲ့တော့一緒にいよ一緒にいよ group 2ဖြစ်သွားမယ်เนาะဒီဟာကြတော့一緒にいよအတူတူနေကြစို့暑いからပူတာကြောင့်မလို့窓を開けよう暑いから窓を開けようပူလို့ပရင်းပေါက်ဖွင့်ကြစို့開けます開けます開けますမနော် group 2ထဲမှာပါတယ် mask ကိုဖြုတ်ပြီးတော့ရောပေါင်းပေးရမယ်暑いから窓を開けようပူတာမို့လို့ပရင်းပေါက်ဖွင့်ကြစို့နောက်ပြီးတော့ soko ni tomeyo ကာရက်မယ်အဲ့မှာကာရက်ကြစို့ဆိုရင် tome mas เนาะ group 2ဖြစ်သွားပြီ mas ကိုဖြုတ်ပြီးတော့ရောပေါင်းမယ် soko ni tomeyo အဲ့ဒီမှာရက်ကြစို့စာအုပ်တွေကိုတင်ဆက်ကြစို့ဒါဆိုရင် hon o စာအုပ်ကိုခတာစုကေယောတင်ဆက်ကြစို့ hon o ခတာစုကေယောစာအုပ်တွေတင်ကြစို့အတူတူစာလုပ်ကြစို့ဆိုဘယ်လိုပြောမလဲဆိုရင်一緒に勉強しますကစာလုပ်သည်ဟလားစာလုပ်ကြစို့ဆိုတော့しますကို eco k ပုံစံပြောင်းတော့しよう一緒に勉強しようအတူတူစာလုပ်ကြစို့ရမယ်နော်ဒီဟာဆိုရင်ဒါ eco k ပုံစံပြောင်းနေ eco k ပုံစံပြောင်းပြီးတော့စလုံးတွေကိုဒါနမူနာလေးတွေတွဲကြည့်ရပေါ့နော်အဲ့တော့ကိုတိရ verb တွေ N5 က verb တွေပဲဖြစ်ဖြစ် N4 ကverb တွေပဲဖြစ်ဖြစ်အဲ့ဒါတွေအကုန်လုံးကိုပြန်ပြီးတော့ပြောင်းကြည့်မယ်နော်များများလေးလေ့ကျင့်ပါဒီစလုံးဖောင်ပြောင်းတာတွေကပို့ပြီးတော့ရမှာပေါ့နော်
ဒီတိုင်းဆိုလို့ရှိရင်တော့ group 1လား2လား3လားဆိုရောနေလိမ့်မယ်အဲ့တော့စလုံးများများပြောင်းကြည့်မှာပဲဒါတွေကမှတ်မိမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်ထပ် grammar တစ်ခုကိုလေ့လာကြည့်မယ်နော်နောက်ထပ် grammar ကျတော့ဒီအရှိရ verb ကို echo k ပြောင်းမိရမယ် echo k နဲ့သူ့ရဲ့နောက်က to omote imas to omote imas ပေါင်းမယ်အရှိရ echo k ပုံစံပြောင်းရမယ်အဲ့တော့အဓိပ္ပာယ်ကလှုပ်ဖို့စိတ်ကူးထားတယ်အရင်ကတည်းကကိုကဂျပန်သွားဖို့အတွက်ဆုံးဖြတ်ထားတဲ့ရည်ရွယ်ချက်တွေကိုပြောတဲ့အခါမှာတုံးတယ်เนาะအရင်ကတည်းကကိုဆုံးဖြတ်ထားတဲ့ရည်ရွယ်ချက်တွေကိုပြောတဲ့အခါမှာဒီ pattern နဲ့ပြောရဲပေါ့เนาะအဲ့တော့သူရဲ့ရှေ့က font က echo k font ဖြစ်ကြမယ် echo k ပုံစံပြောင်းမယ်ပြီးတော့သူရဲ့နောက်မှာ to omote imas နဲ့ပေါင်းပေးရမယ် to omote imas ဒါဆိုနမူနာလေးစကြည့်ရအောင်เนาะခုနှစ်ရဲ့ခါရဲတော့တို့အမတ်တေးမှာနတ်ဆုရဆုမိနေရသည့်ပရက်မှာခုနှစ်ရဲ့ခါရဲတော့တို့အမတ်တေးမှာတိုင်းပြည်ကိုပြန်မယ်လို့တွေးထားတယ်စိတ်ကူးထဲမှာသူကတွေးထားတယ်ကြိုပြီးတော့ဆုံးဖြတ်ထားတယ်ပေါ့နော်စိတ်ကူးထားတယ်လို့ပြောချင်ဒီအရှိက eco k ခါရဲတော့ဆိုတာကအရှိမတင်ခဲ့တဲ့ eco k ပုံစံအဲ့ဒါကိုသူရဲ့နောက်ကတို့အမတ်တေးမှာနဲ့ပေါင်းလိုက်တာခုနှစ်ရဲ့ခါရဲတော့တို့အမတ်တေးမှာခုနှစ်ရဲ့ခါရဲတော့တို့အမတ်တေးမှာတိုင်းပြည်ကိုပြန်မယ်လို့တွေးထားတယ်友達に会おうと思っています。တငယ်ချင်းနဲ့တွေ့မယ်လို့တွေးထားတယ်စိတ်ကူးထားတယ်ဆိုပြီးတော့ပြောချင်တာเนาะဒါလုံးဝ 100% သိကြတာတော့မဟုတ်ဘူး तू ကတော့ဟိုလုံးဝရည်ရွယ်ထားတယ်ဆုံးဖြတ်ထားတဲ့မျိုးပုံစံတော့မဟုတ်ဘူးစိတ်ကူးထဲမှာရှိထားတယ်တွေးထားတယ်တကယ်ဖြစ်ချင်မှလည်းဖြစ်မှာပေါ့เนาะဒါပေမဲ့စိတ်ကူးထဲမှာကြိုပြီးတော့တွေးထားတယ်ဆိုပြီးပြောချင်ဒီပုံစံကိုသုံးတယ်ပေါ့เนาะイコケねと思っています。友達に会おうと思っています。တငယ်ချင်းနဲ့တွေ့မယ်လို့တွေးထားတယ်စိတ်ကူးထားတယ်ခိုးကိုတဲ့တာရာဆိုတော့အထက်တန်းကျောင်းပြီးလို့ရှိရင်တဲ့တာရာဆိုကျောင်းပြီးတာကိုပြောတာဒီနေရာမှာပေါ့နော်ခိုးကိုတဲ့တာရာအထက်တန်းကျောင်းပြီးလို့ရှိရင်大学に入ろうと思っていますတက္ကသိုလ်ဝင်မယ်လို့တက္ကသိုလ်တက်မယ်လို့တွေးထားတယ်入ろうと思っていますဆိုရင် shoreline အနာဂတ်မှာ isha ni naro to omote ima ဆရာဝန်ဖြစ်ချင်တယ်လို့တွေးထားတယ် narimas ကလာတာပါဖြစ်ချင်တယ်အဲ့ဒါကို eco k ပုံစံပြောလိုက်တော့ naro เนาะသူရဲ့နောက်က to omote imas နဲ့ပေါင်းမယ် shoreline isha ni naro to omote imas အနာဂတ်မှာဆရာဝန်ဖြစ်ချင်တယ်လို့တွေးထားပါတယ်ဟုတ်လေဒါဆိုရင်သူအိမ်ပြောင်းမယ်လို့တွေးထားတယ်ဟာလားအိမ်ပြောင်းတာကို hikoshi shimas လို့ခေါ်တယ်ဒါကို eco ခင်းပြောင်းလိုက်တော့ hikoshi shio hikoshi shio သူရဲ့နောက်က to omote imas နဲ့ပေါင်းလိုက်မယ် hikoshi shio to omote imas hikoshi shio to omote imas အိမ်ပြောင်းမယ်လို့တွေးထားတယ်ရမယ်နော်နောက်တစ်ခုဆိုရင်လည်းဒါသူခရီးသွားမယ်ပေါ့ဟလားခရီးသွားမယ်လို့တွေးထားတယ်ဒါဆိုဘယ်လိုပြောမလဲလျိုကိုရှိယောတိုအမတ်တေးမတ်လျိုကိုရှိယောတိုအမတ်တေးမတ်ဆိုရင်ခရီးသွားမယ်လို့တွေးထားတယ်ဟုတ်တကူအိမ်ဆောင်မယ်ဒီမှာနော်အိမ်ဆောင်မယ်လို့တွေးထားတယ်ဒါဆိုရင်ဥချီယောထတေယောတိုအမတ်တေးမတ်ဥချီယောထတေယောတိုအမတ်တေးမတ်အိမ်ဆောင်မယ်လို့တွေးထားပါတယ်ဆိုရင်ကုမ္ပဏီမှာအလုပ်လုပ်မယ်လို့တွေးထားတယ်ဟလာဒီကောင်လေးကဆိုနီဟွန်နိုခိုင်ရှာတဲ့ဂျပန်ကုမ္ပဏီမှာဟာတလာခိုတိုအမိုတေးမတ်အလုပ်လုပ်မယ်လို့တွေးထားတယ်ဟာတလာခိုတိုအမိုတေးမတ်အဲ့တော့မဆိုလို့ရှိရင်စလိတ်မတောက်တော့ဘူးဟလားစလိတ်ဖြတ်တော့မယ်လို့တွေးထားတယ်စလိတ်ဖြတ်တော့မယ်လို့စိတ်ကူးထားတယ်အဲ့ဆိုဘယ်လိုပြောမလဲအရှတကာရမနေ့ပြန်နေစားပြီးတော့ထဘာကိုစလိတ်ကိုယာမေယောတိုအမိုတေအီမတ်စလိတ်ဖြတ်မယ်လို့တွေးထားတယ်ယာမေယောတိုအမိုတေအီမတ်ဒီကောင်မလေးကသူ TV ဝယ်မယ်ပေါ့နော် TV ဝယ်မယ်လို့တွေးထားတယ်ဆိုရင်တယ်လီဗီယိုခါအိုတိုအမိုတေအီမတ် TV ဝယ်မယ်လို့တွေးထားပါတယ်ဆိုရင်ဆရာနဲ့သူဆိုးတန်းလုပ်မယ်ဆွေးနွေးမယ်လို့တွေးထားရဲဆိုရင်ဘယ်လိုပြောမလဲဆိုရင်ဆန်စိန်နီဆရာထံသို့ဆိုးတန်းရှိရောတော့အမတ်တေးမှာဆိုးတန်းဆိုဆွေးနွေးတိုင်မင်နာဆိုးတန်းရှိရောတော့အမတ်တေးမှာဆရာနဲ့တိုင်မင်ဆွေးနွေးမယ်လို့တွေးထားတယ်
shoreline အနာဂတ်မှာသူဂျပန်မှာနေမယ်ပေါ့နော်ဒါဂျပန်မြေပုံမှာသူအိမ်လေးဆောက်ထားတယ်ဆိုတော့အနာဂတ်မှာဂျပန်မှာနေမယ်လို့တွေးထားတယ်ဆိုရင် shoreline nihon ni sumo to omotte imasu sumimasu ကလာတာအဲ့ဒါကို sumo to omotte imasu အနာဂတ်မှာဂျပန်မှာနေမယ်လို့စိတ်ကူးထားတယ်ဂျပန်မှာနေမယ်လို့တွေးထားတယ်ရမယ်နော်အခုဒီနမူနာစာလုံးလေးတွေပဲလိုက်ရေးကြည့်ပြီးတော့လိုက်ပြီးတော့မှတ်ကြည့်ရင်တော့မှတော်တော်ဒီဝါကျဒီ grammar ကိုနားလည်လိမ့်မယ်လို့ထင်တယ်ပေါ့နော်နမူနာစာကြောင်းတွေလည်းအများကြီးပြောပြပေးထားပါတယ် eco k နဲ့ to omote ima ဆိုရင်လုံးမယ်လို့စိတ်ကူးထားတယ်ရည်ရွယ်ထားတယ်လို့ပြောချင်တဲ့နေရာမှာသုံးတယ်ပေါ့နော်အခုပြောပြခဲ့တဲ့နမူနာစာလုံးတွေကိုလည်းကိုယ့်ကိုပြန်ပြီးရေးကြည့်ပါပြီးကိုယ့်ကိုအသစ်စာကြောင်းတွေကိုလည်းတိဆောက်ကြည့်ပါပေါ့နော်ဝါကျစာကြောင်းတွေကိုလည်းတိဆောက်ကြည့်ပါဒါဆိုရင်ဒီ grammar ကမှတ်မိသွားလိမ့်မယ်နော်အဲဆိုနောက်ထပ် grammar တစ်ခုဆက်သွားကြည့်ရအောင်နော်နောက်ထပ်တစ်ခုကကြတော့မတာသူ့ရဲ့ရှေ့မှာမတာထည့်ပြီးတော့တဲ့ဤမှာဆက်မတာနဲ့တဲ့ဤမှာဆက်ဆိုရင်အခုထိမလုပ်ရသေးဘူးမစားရသေးဘူးမသွားရသေးဘူးမကြည့်ရသေးဘူးမလုပ်ရသေးဘူးလို့ပြောချင်မတာနဲ့တဲ့ဤမှာဆက်မတာနဲ့တဲ့ဤမှာဆက်ဆိုရင်မလုပ်ရသေးဘူးလို့ပြောတာနော်အဲဆိုရင်သမင်းစားပြီးသွားပြီလားမိုးဟီတုကိုဟန်ကိုထားပေးမစတကနေ့လည်စာစားပြီးပြီလားမစားရသေးဘူးလို့ပြောချင်မတာထားပေးတဲ့အီမာဆန်တဲဖောင်နဲ့အီမာဆန်နဲ့နော်မတာထားပေးတဲ့အီမာဆန်အခုဒီမစားရသေးဘူးမသွားရသေးဘူးမလုပ်ရသေးဘူးမကြည့်ရသေးဘူးဆိုရင်စလုံးရဲ့အရှိမမတာထည့်ပြီးတော့ verb ကိုတဲဖောင်ပြောင်းမယ်သူရဲ့နောက်မှာအီမာဆန်နဲ့ပေါင်းလိုက်မယ်။ဤရဲ့မတာထားပေးတဲ့အီမာဆန်မစားရသေးပါဘူး။ဆိုရင်မိုးရှုကူတိုင်းကိုရှိမရှိတကအိမ်စာပြီးသွားပြီလားမိုးရှုကူတိုင်းကိုရှိမရှိတကမပြီးသေးဘူးလို့ပြောချင်စလုံးရှိမှာပါထည့်မလဲမတာမလုံးရသေးဘူးဆိုရင်ရှိမရှိတကကိုတဲဖောင်ပြောင်းမယ်ရှိတဲ့အီမာဆန်ဤရဲ့မတာရှိတဲ့အီမာဆန်ဟင်းအင်းမလုံးရသေးဘူးမတာရှိတဲ့အီမာဆန်အိလာကပေးပြီးပြီလားမိုးရချင်းကိုဟာလာယီမစတကမိုးရချင်းကိုဟာလာယီမစတကအိလာကပေးပြီးွားပြီလားမပေးရသေးဘူးဆိုရင်ဘာထည့်မလဲတဲ့ရှိမှာမတာနော်မတာမပေးရသေးဘူးဆိုရင်ဟာလာယီမစတာကိုတဲဖောင်ပြောင်းမယ်ဟာလာတဲ့အီမဆန်ဤရဲ့မတာဟာလာတဲ့အီမဆန်ဟင်းမပေးရသေးပါဘူးမေးပို့ပြီးွားပြီလားဆိုရင်မိုးမဲရူကိုအခုရီမစတကမိုးမဲတူကိုအခုဒီမတ်တကမေးဖို့ပြီးွားပြီလားမပို့ရသေးဘူးဆိုရင်ဤရဲ့မတာနော်အခုဒီမတ်ကိုတဲဖောင်ပြောင်းမယ်အခုတဲဤမဆန်ဤရဲ့မတာအခုတဲဤမဆန်ဟင်းမပို့ရသေးပါဘူးအဲဆိုရင်နောက်တစ်ခုမိုးစန်ဂျူနီကာကိုဘန်ချိုရှိမရှိတကအခန်း32ကိုလစ်လာပြီးသွားပြီလားအခုအခန်း31ပဲရှိသေးရပါเนาะ32မလစ်လာသေးဘူးဆိုရင်ဤရဲ့မလစ်လာသေးရသေးဘူးဆိုရင်မတာဘန်ချိုရှိတဲ့အီမာဆန်ဤရဲ့မတာဘန်ချိုရှိတဲ့အီမာဆန်ဟင်မလစ်လာရသေးပါဘူးရမယ်နော်ဒါဆိုဒီကလေးကတော့လွယ်ပါတယ်သူရဲ့စလုံးရှိမှဒါမလုံးရသေးဘူးဆိုလို့ပြောချင်တခုခုပေါ့နော်တရားရောက်စီကမေးခံရ report ရေးပြီးပြီလားဟလာသွားပြီးပြီလားကြည့်ပြီးဒီရုပ်ရှင်ကြည့်ပြီးပြီလားပေါ့အဲ့လိုမျိုးလုပ်ပြီးပြီလားလို့မေးတဲ့အခါကိုကမလုံးရသေးပါဘူးဆိုပြီးတော့ပြောချင်စလုံးရဲ့ရှေ့မှာမတာထည့်ပြီးတော့သူ့ရဲ့ verb ကိုတဲ့ဖောင်ပြောင်းမယ်တဲ့ဖောင်ပြောင်းပြီးတော့ ema ဆက်ပေါင်းလိုက်မယ်เนาะ e ရဲ့မတာတဲ့ ema ဆက်ဒါဆိုရင်မလုံးရသေးပါဘူးလို့ပြောတာဖြစ်ပါတယ်နားလည်မယ်လို့ထင်တယ်เนาะဆိုတော့နောက်ထပ်တစ်ခုကိုဆက်ကြည့်ကြည့်အောင်နောက်ထပ် grammar ကျတော့ dictionary found နဲ့ knife found dictionary found ရဲ့ knife found ရဲ့သူရဲ့နောက်မှာ sumori this ဆိုတာပေါင်းမယ် sumori ဒါကကြတော့အရှိက ikoki နဲ့ to omote imas နဲ့ကွာတယ်ဘာကွာဆိုဒီ sumori ကကြတော့ရည်ရွယ်ထားတာလုံးဝ100%သိကြတယ်ဆုံးရည်ရွယ်ထားတယ်ပေါ့ဆုံးဖြတ်ချက်ချထားတယ်အရှိမပြောခဲ့တဲ့ခုနီနီခိုင်တော့ to omote imas
တိုင်းပြည်ပြန်မယ်လို့တွေးထားတယ်ဒါကကြတော့သူကဘာလဲတွေးထားတာပဲရှိတာခံကာရဲ့တဲ့ဤလူတာကဲတွေးထားတာအတွေးပဲရှိသေးတာလုံးဝဆုံးဖြတ်ချက်ချထားတာမဟုတ်ဘူးဒီ grammar ကြတော့ခုနိနိခါရဲတို့စူမိုဒီတဲ့စူမိုဒီနဲ့တွဲသုံးမယ်ဆိုလို့ရှိရင်ခိမဲမရှတာဆုံးဖြတ်ချက်ချပြီးသွားပြီလုံးဝတေးကြတယ်သူတိုင်းပြည်ကိုပြန်မှာပြန်မယ်လို့ဆုံးဖြတ်ချက်ချထားတယ်ဒါမျိုးတွေမှာပြောချင်ရင်ဒီစူမိုဒီသုံးမရမယ်သူနဲ့တွဲတဲ့ file က dictionary file ဆိုရင်လုပ်ဖို့တွေးထားတယ်တကယ်လို့ night file ကအငင်းဖြစ်တဲ့အတွက် night နဲ့တွဲမယ်ဆိုရင်မလုပ်ဖို့တွေးထားတယ်မလုပ်ဖို့ဆုံးဖြတ်ထားတယ်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်နော်အဲဆိုနမူနာလေးကြည့်ကြည့်ရအောင် line နဲ့နောက်နှစ်လက်ထပ်မယ်လို့တွေးထားတယ်ခေကွန်ဆူဒုဆူမိုရီဒစ်ဟလာသူဆုံးဖြတ်ထားပြီးသွားပြီ100%သိကြတယ်အဲ့တော့ line နဲ့နောက်နှစ်မှာခေကွန်ဆူဒုဆူမိုရီဒစ်ခေကွန်ဆူဒုဆူမိုရီဒစ်ခေကွန်ရှိမတ်ကလာတာလက်ထပ်ဒီမင်္ဂလာဆောင်ဒီအဲ့ဒါကိုဆူမိုရီနဲ့ပေါင်းလိုက်တော့ခေကွန်ဆူဒုဆူမိုရီဒစ်နောက်နှစ်မင်္ဂလာဆောင်မယ်လို့တွေးထားပါတယ်ပြီးရင်သူကမနက်ဖြန်ငါသွားမြမယ်လို့ရည်ရွယ်ထားတယ်အဲဆိုရင် ashta suryo suru suryo suru ဆိုတာငါမြတာ suryo shimas ကလာပါနော် suryo suru sumori des မနက်ဖြန်ငါမြဖို့ရည်ရွယ်ထားတယ်အနာဂတ်မှာဆရာဝန်ဖြစ်ဖို့အတွက်ရည်ရွယ်ထားတယ်sorry ဆရာဖြစ်ဖို့အတွက်ရည်ရွယ်ထားတယ်ဒါဆိုရင် shoreline အနာဂတ်မှာ sanseni naru sumori des ဆရာလုပ်ဖို့ဆရာဖြစ်ဖို့ရည်ရွယ်ထားတယ်သူတေးကြတယ်တရားရခိုင်တော့တေးကြတယ်เนาะ sanseni narimas ကလာတာ narimas ကို dictionary form ပြောင်းမယ်dictionary form ပြောင်းပြီးတော့နာဒုဖြစ်သွားတယ်ဗောနော်နာဒုဆူမိုလီဒစ် shoreline sanseni နာဒုဆူမိုလီဒစ်အနာဂတ်မှာဆရာဖြစ်ဖို့ရည်ရွယ်ပါတယ်နောက်တစ်ခုကline number တဲ့နီနောက်နှစ်မတိုင်ခင်မှာနောက်နှစ်နောက်ဆုံးထားပြီးတော့ဥချီယောထသေးတုဆူမိုလီတဲ့အိမ်ဆောက်ဖို့အတွက်ရည်ရွယ်ထားတယ်line number တဲ့နီဥချီယောထသေးတုဆူမိုလီတဲ့အိမ်ဆောက်ဖို့ရည်ရွယ်ထားတယ်ကျိုကာရာအိုဆာကေကိုနော်မာနိုင်ဆူမူလီဒစ်နိုင်ဖောင်ပြောင်းပေးရမယ်နော်ဒီနေ့ကနေစပြီးတော့အရက်မတောက်ဖို့ရည်ရွယ်ထားတယ်အိုဆာကေကိုနော်မာနိုင်ဆူမူလီဒစ်ဒီနေ့ကနေစပြီးဒီခါဝကြတော့ dictionary form မဟုတ်ဘဲနဲ့ knife form ဖြစ်သွားတယ်နော်။အိုဆာကေကို normal knife sumori this အရင်မတောက်ဖို့ဆုံးဖြတ်ထားတယ်။ခေကွန်ရှိနိုင်ဆူမိုရီတဲ့သူဆိုရင်မင်္ဂလာမဆောင်လက်မထပ်ဘူးလို့ဆုံးဖြတ်ထားတယ်။ခေကွန်ရှိနိုင်ဆူမိုရီတဲ့လက်မထပ်ဖို့အတွက်ဆုံးဖြတ်ထားတယ်။ပါတီမသွားဘူးလို့ဆုံးဖြတ်ထားတယ်။ဒါဆိုရင်ပါတီရဲ့မသွားဘူးဆိုတော့ ikana ikimas ကိုနိုင်ဖောင်ပြောင်းတော့ ikanai sumori des ပါတီမသွားဘူးလို့ဆုံးဖြတ်ထားတယ်။မိုးရနေရမို့လို့ဒီနေ့ဘယ်မှမသွားဘူးလို့ဆုံးဖြတ်ထားတယ်။ဒါဆိုဘယ်လိုပြောလဲဆိုရင်ကျို့ကဒီနေ့ကဘယ်ကိုမှဆိုတော့ဒုကိုမို့မသွားဘူးဆိုတော့ ikanai sumori des ဒီနေ့ဘယ်မှမသွားဘူးလို့ဆုံးဖြတ်ထားတယ်။ရမယ်နော်။အဲဆိုရင်ဒီ grammar က dictionary form ရဲ့ night form ရဲ့ dictionary form plus summary ဆိုရင်100%လုပ်ဖို့အတွက် key member したဆုံးဖြတ်ပြီးသွားပြီ night form နဲ့ summary ဆိုရင်100%မလုပ်ဖို့အတွက်ဆုံးဖြတ်ထားတယ်ရမယ်နော်အဲဆိုနောက်ဆုံးနောက်ထပ် grammar တစ်ခုကိုကြည့်ကြည့်ရအောင်နောက်တစ်ခုကလည်း yote this yote ကကြတော့စီစဉ်ကြတာ plan ချထားတယ် plan ဆိုတဲ့ပုံစံပေါ့နော်အစီအစဉ်တွေသုံးပါပေါ့နော်ခရီးသွားတဲ့အတွက်အချိန်စရာတွေ schedule ချထားတယ် plan ချထားတယ်ဆိုလို့ရှိရင်ရုတ်သေးကိုသုံးပေးရမယ်သူကအချိန်အနေနဲ့တွဲသုံးတာများတယ်နော်သူ့ကိုသုံးတဲ့ဟိုကပတ်တန်ကကြတော့ dictionary form သူလည်း dictionary form ရဲ့ noun ဆိုရင် not ထည့်ပေးရမယ် noun နဲ့နှစ်ခုပဲသုံးတယ်ပေါ့နော်သူလည်းပဲ dictionary form နဲ့ရုတ်သေးနဲ့သုံးမယ် noun ဆိုရင် noun တို့ရုတ်သေးနဲ့သုံးမယ်နော်သူဆိုလို့ရှိရင်ဒါကိုတိုင်းက plan ချထားတဲ့နေရာမှာသုံးလို့ရတယ်တခြားလူက plan ချထားတာဆုံးဖြတ်ထားတာဆိုရင်လည်းသုံးလို့ရပါတယ်နော်ဆိုရင်イス出張に行きますかဘယ်တော့出張ဆိုအလုပ်ကိစ္စနဲ့ခရီးသွားတာイス出張に行きますかဘယ်တော့အလုပ်ကိစ္စနဲ့ခရီးသွားမှာလဲ
နောက်တစ်ပတ်တနင်္လာနေ့ဖြစ်ပါတယ်နောက်တစ်ပတ်တနင်္လာနေ့စီစဉ်ထားပါတယ်ဆိုရင်来週の月曜日の予定ですနောက်တစ်ပတ်တနင်္လာနေ့ရဲ့တနင်္လာနေ့ plan ဖြစ်ပါတယ်နောက်မို့လို့ note ထည့်ပေးရမယ်来週の月曜日の予定ですနောက်တစ်ပတ်တနင်္လာနေ့ plan ဖြစ်ပါတယ်ခိုင်ကြီးဝါနန်းကြီးနီဟာဂျီမာရီမတ်ကအစည်းအဝေးဘယ်ချိန်မှာစမှာလဲဟုတ်လားဒါဆိုလို့ရှိရင်ခုကြီးကာရာဟာဂျီမာရုယိုတေဒစ်9နာရီမှာစဖို့အတွက် plan ဖြစ်ပါတယ်ခုကြီးကာရာဟာဂျီမာရုယိုတေဒစ်9နာရီမှာစဖို့ plan ဖြစ်ပါတယ်ဗောနော်ဟာဂျီမာရုယိုတေဒစ်အဲဆိုရင်လေဒါ dictionary form နဲ့ယိုတေနဲ့ပေါင်းထားတာနော်ဟီကိုကီဝါနန်းဂျီနီစကီမတ်ကလေရင်ကဘယ်ချိန်စရောက်မှာလဲနန်းဂျီနီစကီမတ်ကငါးကြီးゴジハンに着く予定です9နာရီမှာဆက်ရောက်ဖို့စီစဉ်တာပါပလန်မှာ9နာရီမှာဆက်ရောက်ဖို့予定ဖြစ်ပါတယ်ဒါဆိုရင်5時半に着く予定です9နာရီမှာဆက်ရောက်ဖို့စီစဉ်ထားပါတယ်ခိုင်ကြီးဝါနန်းကြီးမတဲ့ဒစ်ကအစီဝေးကဘယ်ချိန်ထိလဲမ3နာရီအထိပါလို့ပြောချင်ရင်စန်းကြီးမတဲ့နိုယိုတဲ့ဒစ်3နာရီအထိနောက်ဆုံး3နာရီအထိလုံးမယ်လို့စီစဉ်ထားပါတယ်ပလန်ဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီယိုတဲကကြတော့အဓိကသူကအချိန်နေနဲ့သုံးတာများတယ်ဗောနော်ဘယ်ချိန်မှာဆက်ရောက်ပါမယ်အစည်းအဝေးကဘယ်ချိန်ဖြစ်ပါတယ်ခရီးသွားတဲ့အချိန်ကဘယ်ချိန်ဖြစ်ပါတယ်အဲ့လိုမျိုးအချိန်နေနဲ့ပြောချင်ရင်ဒီယိုတဲကိုပြောတာများတယ်ဗောနော်ဒါဆိုရင်ဒီနေ့ရဲ့ grammar လေးကိုပြန်ပြီးတော့အနှစ်ချုပ်ရမယ်ဆိုရင်တော့ပထမဆုံးတစ်ခုကဒီ eco k ပေါ့နော် eco k ပုံစံပြောင်းရမယ်သူရဲ့အဓိပ္ပာယ်ကဂျားဆိုဂျားရအောင်ဆိုပြီးတော့အဓိပ္ပာယ်ရတယ်ပေါ့နော် eco k ပုံစံနံပါတ်2ကကြတော့ဒီ eco k ကိုပဲတို့အမွတ်တေ imas နဲ့ပေါင်းပေးရမယ် eco k ကိုပဲတို့အမွတ်တေ imas နဲ့ပေါင်းမယ်ဆိုရင်တခုခုလုပ်ဖို့အတွက်စိတ်ကူးထားတယ်လုံဖို့အတွက်ရည်ရွယ်ထားတယ်100%တော့မသိကြဘူးဒါပေမဲ့စိတ်ကူးထဲမှာရှိရရည်ရွယ်ထားတယ်လို့ပြောချင်ဒီ grammar ကိုသုံးပေးရမယ်အတခုကမလုပ်ရသေးပါဘူးမသွားရသေးပါဘူးမကြည့်ရသေးပါဘူးမသေးဘူးဆိုတဲ့ပုံစံကိုပြောချင်စာကြမဲ့ရှေ့မှာမတာကိုထည့်သုံးမယ်ပြီးတော့တဲ့ ima ဆန်အောင်တဲ့ဖောင်ပြောင်းပြီးတော့ ima ဆန်နဲ့တွဲသုံးရင်မတာတဲ့ ima ဆန်မလုပ်ရသေးပါဘူးပြီး dictionary form နဲ့ knife form နဲ့ summary တဲ့ဆိုလို့ရှိရင်ဒါ summary ပေါ့နော် summary ဆိုတာရည်ရွယ်ထားတယ်ဆိုတော့100%သိကြတယ်ဆုံးဖြတ်ထားတယ်လို့ပြောချင်ရင်သုံးတာပါသူ့ကိုတော့ dictionary form plus summary တဲ့ဆိုရင်လုပ်ဖို့ရည်ရွယ်ထားတယ် knife form plus summary တဲ့ဆိုရင်မလုပ်ဖို့ရည်ရွယ်ထားတယ်နော်နောက်ဆုံးတစ်ခုကတော့အစီအစဉ် plan ချထားတယ်ဆိုပြီးပြောချင်ရင် dictionary form plus 予定ですဆိုရင်ဒါဆိုရင်လုပ်ဖို့အတွက် plan စီစဉ်ထားပါတယ် noun နဲ့ဆိုရင်တွဲမယ်ဆိုရင် not ထည့်ပေးရမယ် noun の予定ですလုပ်ဖို့အတွက်စီစဉ်ထားပါတယ်ရမယ်နော်အဲဆိုရင်ဒီနေ့ grammar လေးကတော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဒီနေ့ဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိရဲဆိုလို့ရှိရင်like and subscribe လေးလုပ်ပေးခဲ့ပါအောင်နော်တခြားပါသင်ခန်းစာတွေဘာတွေပြသင်လဲဆိုတာကိုလည်း comment မှာရေးပေးခဲ့ပါအောင်နော်ဒါဆိုနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကြာမှာတတ်နေ bye bye